အလူကန်ဖလားပေါင်းအလုံး200ကျော်ရှိတဲ့တောင်ဟုတ်ပါတယ်ဒါကတော့ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ဝမ်းပန်းရင်အနောက်ဘက်3မိုင်ခန့်အကွာမှာတည်ရှိနေတဲ့စူတောင်းပြေးသမိုင်းဝင်ဆန်တော်ရှင်ဒေးစွန်ပါမြတ်တောင်တော်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့2025ခုနှစ်သတင်းကြိုလာပြည့်နေ့မတိုင်ခင်2ရက်အလိုမှာရိုက်ခဲ့တာဖြစ်ပါတယ်ဖျားဖူးပြည်သူတွေကတော့အမြဲမပြတ်စီကားလျက်ရှိတယ်လို့ကြားသိရပါတယ်ဆန်တော်ရှင်ဒေးစွန်ပါအမြဲစီဒီတော်ကြီးစီမရောက်ခင်မှာဒါမြင်တွေ့ရတဲ့မြင်ကွင်းပေါ့နော်ဒါကတော့ဒါဆရာလေးတွေယောဂီတွေပြောလို့ရှိရင်တော့ဒီရက်သိတွေပေါ့နော်ဒါအလှူခံဖလားတွေချထားပြီးတော့ဘေးတစ်ဖက်တစ်ချက်စီမှာအများကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒေးစွန်မှာတောင်တော်မြတ်ကိုလာရောက်ဖူးမြော်မဲ့သူတွေအနေနဲ့မသွားခင်ကလေးကကြိုတင်ပြီးတော့မှဒီပတ်စံငွေအကြွေလေးတွေစုဆောင်းပြီးတော့မှလှူဒန်းကြဖို့လဲတိုက်တွန်းပါတယ်ဒီလိုမျိုးဆရာလေးတွေရက်သေးတွေယောဂီတွေကိုလှူဒန်းရတဲ့ပျော်ရွှင်မှုပီတိရလဲဘာနဲ့မှမလဲနိုင်ပါဘူးဒါကြောင့်မလို့ဒီဒေးစွန်မှာတောင်တော်မြတ်ကိုလာရောက်မယ်ဆိုလို့ရှိရင်တော့အကြွေလေးတွေကြိုတင်စုဆောင်းပြီးတော့ယူလာခဲ့ကြဖို့လှူဒန်းကြဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီဒေးစွန်မှာတောင်တော်မြတ်ဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စံတော်အစစ်ကိန်းဝေရာနေရာလဲဖြစ်ပါတယ်ဒေးစွန်မှာတောင်တော်မြတ်ကြီးဟာတိုင်နှမ်းပျော်မှုရနေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ထူးခြားတဲ့ဖြစ်စဉ်တွေစမ်းကြဲတဲ့ဂမ်ဘီယာဖြစ်ရတွေလည်းမကြာခဏဆိုသလိုကြုံတွေ့ရတယ်လို့ကြားသိရပါတယ်တခြားသူတွေပြောစကားအရာဆိုရင်ဒီဒေးစွန်မှာဇီဒီတော်မြတ်ကြီးဟာနတ်တွေကလူတွေမမြင်အောင်ဖွက်ထားတယ်လို့လည်းဆိုပါတယ်ဒီဒေးစွန်မှာဇီဒီတော်မြတ်ကြီးရဲ့တကယ်အစ်စ်ကိုဖိုးတွေ့ရတဲ့ဝမ်ဘဲအင်းသူရွာသူ3ယောက်လည်းအပြင်မှာတကယ်လက်တွေ့ဘဝအပြင်မှာတကယ်ရှိတယ်လို့လည်းဆိုကြပါတယ်ဘေးတစ်ဖက်တစ်ချက်စီမှာတော့ဒါကတော့တောင်ပေါ်မရောက်ခင်ဘေးတစ်ဖက်တစ်ချက်စီမှာတန်းနန်းနေနန်းနန်းတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ရေမြေပေါ်ကနေပြီးတော့ရိုက်ခဲ့တဲ့မြင်ကွင်းလေးပါထပ်တော့ရောက်တဲ့အချိန်မှာမိုးလည်းမရွာနေလည်းမပူပဲနဲ့အုံဆိုင်ဆိုင်လေးနဲ့တကယ်ကိုလမ်းမောစရာကောင်းတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒီတောင်ပေါ်ရောက်တဲ့အခါမှာလည်းတခုခုကိုလွမ်းတယ်လို့ဆွေးတယ်လို့မျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီတိုက်နှန်းနေရှိတဲ့နေရာကိုတော့သွားရောက်ပြီးတော့မှဗီဒီယိုရိုက်ကူးခြင်းမလုပ်ခဲ့ပါဘူးစီဒီတော်ကြီးကိုတေချာချိန်ပြီးတော့ရိုက်ခဲ့တဲ့ဗီဒီယိုကပြန်ရှာကြည့်တဲ့အခါမှာလုံးဝမတွေ့ရလေထူးဆန်းတဲ့အချက်ပါပဲဒါကတော့ဒီရင်ပြင်ပေါ်မှာရှိတဲ့ဆေးတနခါလို့ဆိုပါတယ်ဒီဆေးတနခါလဲရင်ဘာဖြစ်မလဲဆိုတာကိုတော့လိုက်မေးကြည့်တဲ့အခါမှာဘယ်သူမှတော့တေချာကနနတော့မပြောဘူးပေါ့နော်ဒါပေမဲ့ဆေးတနခါလိမ့်ရတယ်လို့ပဲပြောတဲ့အတွက်ကြောင့်မလို့ဒီတောင်တော်ရောက်တဲ့အခါမှာလဲဒီဆေးတနခါကိုလိမ့်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်အဲ့ဒီနောက်တော့ဒီရှမ်းအိုးစီတန်နေကြားတာနဲ့ဆက်စုချင်တဲ့စိတ်နဲ့ပေါ့နော်အတန်ကြားရှိကိုသွားမယ်ဆိုတော့နွားဝိတ်တောင်ဘက်ကနေဖြစ်နေတော့နွားဝိတ်တောင်ကိုဒါသွားတဲ့လမ်းဖြစ်ပါတယ်ဒီလမ်းကနည်းနည်းလေးတော့အနေရရှိတဲ့အထဲမှာပါတယ်ပေါ့နော်မိုးရွာနေတော့လေဒီကြီးတွေအရန်တက်ပြီးအရန်ကိုချောပါတယ်ဒီသွားတဲ့လမ်းလေးတွေကလည်းပေါ့နော်ဘေးနှစ်ဖက်မှာဆိုလုံးဝရှို့ကြီးတွေကြောက်ကြီးတွေပေါ့နော်နည်းနည်းလေးတတိထားပြီးတော့သွားတယ်လမ်းလေးတော့ဖြစ်ပါတယ်ဒါပေမဲ့လည်းဆက်စုချင်တော့ဒီရှောင်းဦးစီတန်နေကြားနေတော့ဗာလဲဆိုပြီးတော့သွားရောက်ပြီးတော့လေ့လာပါတယ်ဒါတော့လမ်းလေးရချင်းချင်းလေးဘေးနှစ်ဖက်မှာရှို့လားကြောက်ကြီးလားတော့မသိဘူးပေါ့နော်
ဒါကတော့တကယ်ကိုတောင်တက်လာပြီးတော့ချွေးတက်ရွှဲနဲ့ရုပ်ဖြစ်နေတာပါဒါပေမဲ့ရောက်သွားတဲ့အချိန်မှာပွဲရပြီးသွားပါပြီအဲ့တော့ဘာမှတော့မတွေ့ခဲ့ဘူးပေါ့နော်မဆက်စုလိုက်ရဘူးပေါ့နော်ပြီးသွားပြီနောက်ကြပြီးသွားပြီနောက်ကြဒီမှာထူးဆန်းတာတစ်ခုကအခုရှေ့မှာမြင်တွေ့ရတဲ့ဒါဆေးနွားပေါ့နော်ဒီဆေးနွားကိုကိုဖြစ်နေတဲ့ဒီနေရာဥမာဒူးကြိုက်တယ်ဆိုလို့ရှိရင်ဒူးကိုပုတ်ပေးတဲ့အခါမှာကိုယ့်ရဲ့ဒူးတက်တာပြပင်းကိုဆူတောင်းကြတယ်လို့သိရတယ်ဒီခေါင်းကြိုက်တဲ့သူတွေကခေါင်းအောင်ပုတ်ပြီးတော့မှဆူတောင်းကြတယ်လို့သိရတယ်ပေါ့နော်ဒါကတော့ထူးဆန်းတဲ့အချက်ထဲမှာလည်းပါပါတယ်ဒီနွားဝိတောင်ရဲ့အကြောင်းတော့တေချာလေးတော့မသိဘူးပေါ့နော်ပြောစကားရတော့ဒါပြောပြပေးတာဖြစ်ပါတယ်ဒီလိုနဲ့ပဲဒီပဲခူးရိုးမကြီးကိုတေချာလေးရိုက်ကူးခဲ့ပြီးတော့မှဒီနွားဝိတောင်ကနေပြီးတော့မှပြန်လာခဲ့ကြပါတယ်ဒါကတော့ပဲခူးရိုးမတော်ကြီးကိုမြင်တွေ့နေရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ကျမလေးပါချင်တာပေါ့နော်ဒါကတော့နော်ဝေးတောင်ကနေပြီးတော့မှဒါပြန်လာခဲ့ပါပြီဒီဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးကြတဲ့သူတို့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုထဲမှာလိုတိုင်းလည်းရှိမယ်ပိုသွားတိုင်းလည်းရှိမယ်ဒါလေးကိုအပြည့်မမြင်နဲ့ခွင့်လို့ပေးစီချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်